ညဘက်အိတ်မပျော်ပဲဖြစ်နေပါသလားဒီပုံမြင်လေးရဲ့အဆုံးသက်ကိုနားထောင်မိရနဲ့နှစ်ချိုက်စွာအိပ်ပျော်သွားစေရမယ်လို့အာမခံပါတယ်တကယ်လို့တကဘာလုံးကအချိန်တွေရက်တန်သွားပြီးတင်တယောက်ထဲကလှုပ်ရှားလို့ရနေမယ်ဆိုရင်တင်ပါလို့မလဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စိတ်ကူးရင်စရာကောင်းလာတဲ့ပျောက်ဆုံးသွားတဲ့အချိန်နာရီနဲ့မော့တစ်တော်ဆိုတဲ့ပုံမြင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်အရာအားလုံးရက်တက်နေတဲ့ကဘာကြီးမှာမိန်းကလေးငယ်မာယာတယောက်အချိန်တွေကိုဘလို့ပြန်ရှာဖွေမလဲဆိုတာနားဆင်ကြည့်လိုက်ရအောင်နော်မာယာနေထိုင်တဲ့ရွာလေးမှာထူးဆန်းတဲ့အစဉ်အလာတစ်ခုရှိပါတယ်ရွာလေကနာယီစင်ကြီးရက်တန့်သွားတဲ့နေ့ဟာကဘာကြီးရဲ့အလားတရားတွေပျောက်ဆုံးမဲ့နေ့ပဲတဲ့တမနက်မှာမာယာနိုးလာတဲ့အခါတိတ်ဆိတ်လွန်းနေတာကိုသတိပြုမိလိုက်တယ်တစ်ပင်ပေါ်ကတိရွက်လေးတွေဟာမြေပြင်ပေါ်မကျပဲလေထဲမှာရက်နေတယ်သူမဟာရွာလေကနာယီစင်ကြီးစီကိုပြေးသွားခဲ့တယ်နာယီစင်ကြီးရဲ့တကားကပွင့်နေပြီးအတွင်းထဲမှာတော့ရွှေရောင်တောက်နေတဲ့အချိန်နာရီလေးပျောက်ဆုံးနေတာကိုတွေ့လိုက်ရတယ်အဲ့ဒါကိုရှာမတွေ့ရင်ကဘာကြီးဟာဒီတိုင်းပဲထာဝရရက်တက်နေရတော့မှာတဲ့မာယာဟာအမော်တင်တော်နဲ့ကြီးတဲ့ကိုတယောက်တည်းထွက်လာခဲ့တယ်တစ်တော်ထဲမှာအရာအလုံးကရက်တက်နေပြီမဲ့သူမရဲ့နှလုံးခုန်နေတာကတော့ညံနေခဲ့တယ်လမ်းမှာသူမဟာကြောက်ရွံ့ဖြစ်နေတဲ့မြေခွေးအိုကြီးတစ်ကောင်နဲ့တွေ့ခဲ့တယ်မြေခွေးအိုကြီးရဲ့မျက်လုံးထဲမှာမျက်ရည်တစ်ဆက်ကျကာနီးလေးတန့်နေတာကိုမြင်တော့မာယာစိတ်မကောင်းဖြစ်သွားတယ်မာယာဟာတောအုပ်လေကအမှန်ကြီးအိုင်ထဲမှာရွှေရောင်လင်းသန်းလေးတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့အချိန်နာရီလေးဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအိုင်ထဲကနေနာရီလေးကိုယူဖို့ဆိုရင်မိမိရဲ့အဖိုးတန်ဆုံးအမတ်တရတစ်ခုကိုပေးဆက်ရမယ်လို့မော်အိုင်ကပြောပါတယ်မာယာဟာခဏတော့အတွေ့အဝေသွားခဲ့တယ်ဒါပေမဲ့ရက်တက်နေတဲ့ကဘာကြီးကိုပြန်လဲအသက်သွင်းဖို့သူမရဲ့အပျော်ရွှင်ဆုံးမတ်တရကိုစတေးဖို့ဆုံးဖြတ်လိုက်တယ်သူမရွှေရောင်နာရီလေးကိုကင်လိုက်တဲ့ခဏဘုံကနေအတန်နဲ့သူနာရီစင်ကြီးစီကဒေါက်ဆိုတဲ့အတန်ကြီးပေါ်ထွက်လာတယ်လေထဲကတည့်ရလေးတွေမြေပေါ်ကျလာတယ်ငှက်ကလေးတွေတချင်းဆူလာတယ်မြေခွေးကြီးရဲ့မျက်ရည်စက်လေးဟာမြေပေါ်ကိုစီးကျသွားပြီးသူဟာပြန်လည်လှုပ်ရှားလာခဲ့တယ်ထူးဆန်းတာကမာယာဟာသူမရဲ့အမတ်တရားတွေကိုပျောက်ဆုံးမသွားခဲ့ပါဘူးသူမရဲ့ဆွန့်လွတ်နေတာခံမှုကြောင့်အချိန်နဲ့သမီးကသူမကိုအမတ်တရားအစ်စ်တွေနဲ့သူကဘာကြီးရဲ့အချိန်ကိုလက်ဆောင်ပြန်ပေးလိုက်တာပါကဘာကြီးဟာအရင်ကထက်ပုံမူလှပပြီးတက်ကြွစွာနဲ့ပြန်လည်စီးဆင်းသွားပါတော့တယ်ကဲပုံမြင်လေးကတော့ဒီမှာရင်ပြီးဆုံးသွားပြီဖြစ်ပါတယ်ပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင် like share နဲ့ subscribe လေးလုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဘယ်လိုပုံမြင်လေးတွေနားထောင်ချင်လဲဆိုတာ comment မှာရေးပြပေးပါအောင်နော်အားလုံးပဲကောင်းသောညလေးပိုင်ဆိုင်နိုင်ကြပါခင်ဗျာ